ခါတလေကျွန်တော်တို့မနေ့အိမ်ရနိုးလာတဲ့အခါကိုပြန်မေးမိရမှာအပါရင်းမဲ့လုပ်နေလေဆိုပြီးတော့ကိုတဲ့ရွယ်နဲ့တခြားလူတွေအလုံးကောင်းကောင်းရနေကြပြီတချို့ relationship တွေဆိုရင်ညီအန်ကိုပြောဖို့ကောင်းတယ်တချို့တွေကျတော့ပတ်စံရှာနေပြီတချို့တွေကျတော့ကိုယ်ရင်ကိုယ်ဝင်နေကြတယ်တချို့တွေဆိုခီးရေးရှောက်သွားနေကြပြီပြီးတော့ကိုကတော့ဘွားကိုဘယ်ဆာလို့စားမှန်းတော့မသိသေးအဲ့အချိန်မှာငါဘွားနောက်ကျနေပြီလားလို့ခံစားနေရတဲ့အခိုက်အတန့်တွေရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့ခုလောက်ပြောပြချင်တယ်ကျွန်တော်တို့ဘဝနောက်ကျနေတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အချိန်တွေကခြားသူတွေနဲ့မတူတာပဲဖြစ်နိုင်တယ်ကျွန်တော်တို့ဘဝမှာအရင်ထူးဆန်းတဲ့အရာတစ်ခုရှိရတယ်လားအဲ့ဒါပါလဲဆိုတော့ကိုဘဝကိုမသိတဲ့လူတွေရဲ့တိုင်းလိုက်နဲ့အမြဲတမ်းတိုင်းနေမိတာပဲသူကတော့အသက်25မှာအောင်မြင်တယ်ငါကတော့25မှာဘာဖြစ်နေသူကတော့ချစ်တဲ့သူကိုတွေ့သွားပြီငါကတော့ဘာလို့မြင်ရတဲ့တယောက်တည်းပဲဖြစ်နေတာသူဘဝကတော့အရှိကိုပဲပြေးနေတယ်ငါဘဝဆိုတော့တနည်းအားဖြင့်မှပဲရက်နေတယ်လို့ပဲဒါပေမဲ့ဘဝဆိုတာပြိုင်ပွဲမဟုတ်တချို့ပန်းတွေနှွေးမှာဖွင့်တယ်တချို့ပန်းတွေမူရတဲ့ရောက်မှာဖွင့်တယ်နောက်ကျပြီးမှဖွင့်တဲ့ပန်းတွေကမလာတော့တာလှပဖို့နေသွားတာဘလို့မှမဟုတ်နိုင်တခါတလေဘဝနေသွားတာအလုံးမဖြစ်တာပလန်နေမအောင်မြင်တာ relationship တစ်ခုပြတ်သွားတာကိုယ်ကိုယုံကြည်မှုတွေပျောက်သွားတာဒီရစိတ်အထက်တန်ခဲ့တဲ့အရာတွေကိုတော့ဆက်လုပ်ဖို့အရာမရှိတော့ဘူးဆိုတာမျိုးဖြစ်တတ်တယ်မလားအဲ့ဒီချိန်မှာကိုယ်ကိုကြာရှုံးနေလို့မခေါ်အောင်တခါတလေရက်နေတာနားနေတာပါလက်လျှော့လိုက်တာမဟုတ်ဘူးလေအသက်ရှူနေတာပါကိုယ်ကိုပြန်ပြီးတော့စူးစီးနေတာအပြန်လူတွေမမြင်နိုင်တဲ့အတွင်းထဲကဟီလီယမ်တစ်ခုဖြစ်နေတာသူတပြင်း relationship တစ်ခုပြည့်စည်သွားတယ်ကကိုယ်ဘဝတစ်ခုလိုရက်သွားတယ်လို့ခံစားရတယ်သူနဲ့တူတူရှိနေတဲ့အချိန်တွေပြန်စဉ်းစားပြီးတော့ငါဘာမှားခဲ့တာလဲအနေနဲ့မြတ်ဖို့ကောင်းခဲ့လိုက်ရင်အနေနဲ့မြတ်ဖို့ကြိုးစားခဲ့လိုက်ရင်သူနဲ့အရင်လိုပြန်ဖြစ်နိုင်မှာမလားဆိုပြီးတော့မျှော်လင့်နေတတ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့မှနားလည်လာလိမ့်မယ်လူတယောက်ထပ်သွားတာနဲ့ကျွန်တော်တို့ရဲ့ဘဝတွေအဆုံးသတ်သွားတာမဟုတ်တခါတလေလူတယောက်ကိုဆုံးရှုံးလိုက်ရတာကိုယ့်ကိုပြန်ရှာတွေ့ဖို့အတွက်နေရာလွတ်လေးတစ်ခုရသွားတာမင်းသူ့ကိုလွမ်းနေတာမင်းသူ့စီကိုပြန်သွားတဲ့နေဆိုပြီးတော့ပြောနေတာမဟုတ်တခါတလေလွမ်းနေနေတယ်ရှင်းဆက်လို့ရပါတယ်ဟီလီယမ်ဆိုတာတညာလေးနဲ့ဖြစ်လာတဲ့အရာမဟုတ်ဘူးဗျတနေ့နေ့မှနိုးလာပြီးတော့ငါဆင်ပြေသွားပြီပဲအဲ့လိုမဟုတ်ဘူးဗျတနေ့ပြီးတနေ့နည်းနည်းချင်းစီလုံးနေရမှာဒီနေ့ရဆော့ဆော့ထားတယ်မနေ့ဆော့ဆော့စားတယ်အလုပ်တစ်ခုအပြီးအောင်လုပ်တယ်လေ့ကျင့်ခန်းလေးလည်းနည်းနည်းဖြည်းဖြည်းလုပ်တယ်စာတမျက်နှာလောက်ဖတ်တယ်ကိုယ်ကအားမငယ်တော့မနေ့ကတည်းကဒီနေ့နည်းနည်းပိုကောင်းလာတယ်ဒါတွေဘာမှမဟုတ်ဘူးလို့ထင်မိလားဒါပေမဲ့ဘွားကြီးတစ်ခုလုံးအဲ့ဒီတည်တည်လေးတွေကနေပဲအကောင်းဆုံးခြေနေတစ်ခုတွေရအောင်လုပ်ပေးနိုင်တယ်ကိုမရောက်သေးတဲ့နေရာအတီးပြေးသွားမှမလို့ကိုခုရှိနေတဲ့နေရာလေးကိုပဲနည်းနည်းချင်းစီချက်တအောင်ကြိုးစားပါဒီနေ့တောက်လိုက်တဲ့ coffee တစ်ခွက်ကိုတည်တည်ချာချာလေးခံစားကြည့်ပါတယောက်တည်းလမ်းနေရှောင်ရအောင်ခံစားကြည့်ပါတခါတလေဘာမှထူးထူးခြားခြားမဖြစ်တဲ့နေ့တွေကိုတော့တန်ဖိုးထားပါဘာလို့လဲဆိုတော့တနေ့နေ့ရောက်ခဲ့ကျွန်တော်တို့အဲ့အချိန်လေးကိုပဲပြန်ပြီးတော့လွှမ်းမိနေလိမ့်မယ်ဆိုရှယ်မီဒီယာဆိုတာလူတိုင်းရဲ့အကောင့်လုံးချိန်တွေကိုပဲပြတာဆိုတာမသိကြဘူးလားသူတို့ရဲ့အောင်မြင်မှုတွေကိုမြင်ရမယ်သူတို့ရဲ့ဖြုံးတွေကိုမြင်ရမယ်သူတို့ရဲ့ relationship တွေကိုမြင်ရမယ်သူတို့ရဲ့ခီးတော်တာတွေကိုမြင်ရမယ်ဒါပေမဲ့သူတို့အဆင်မပြေတဲ့ညတွေကိုကျွန်တော်တို့မတွေးလိုက်ရဘူးသူတို့ငိုခဲ့တဲ့အချိန်တွေကိုမမြင်လိုက်ရဘူးသူတို့ကိုယ်တိုင်တော့သူတို့ကိုသူတို့ယုံကြည်မှုမရှိတဲ့အချိန်တွေကိုကျွန်တော်တို့မမြင်လိုက်ရဘူးအဲဒါကြောင့်မင်းရဲ့အဆင်မပြေမှုတွေကိုတခြားသူတွေအချိန်မှန်နဲ့လိုက်ပြီးတော့မနိုင်ရှင်ပါနဲ့မင်းကဘာမှမဖြစ်သေးဘူးလို့ထင်နေလိမ့်မယ်ဒါပေမဲ့မင်းအရင်လိုမဟုတ်တော့ဘူးဆိုတော့မင်းသတိထားမိလားလေဒီကခံနိုင်ရင်မရှိခဲ့တဲ့အရာတွေခုခံနိုင်ရှိလားဒီကလူတယောက်ကိုမရရင်မနေနိုင်တော့တဲ့လူကကိုယ့်ကိုယ်လည်းနေတတ်နေပြီအရင်ကအတိမပြူတာတခုနဲ့ကိုယ်တံမှုကိုတတ်မှတ်ခဲ့တယ်ခုတော့သိလာပြီတယောက်ကမင်းကိုမရွေးချယ်တာမင်းတံမှုမရှိလို့မဟုတ်ဘူးဆိုပြီးဒါသူတို့ရဲ့ရွေးချယ်မှုပဲလေကျွန်တော်တို့ရဲ့တံမှုကတော့ကျွန်တော်တို့နဲ့အတူတူရှိနေတော့မယ်အခုမင်းမရသေးတဲ့အရာတွေကလည်းနောက်တစ်နေ့မှရလာနိုင်တယ်ဒါပေမဲ့အဲ့ဒီချိန်ရောက်တဲ့အထိကိုကိုယ်မဆုံးဖြစ်ပါနဲ့ဖြည်းဖြည်းချင်းတည်သွားလည်းရပါတယ်မင်းမရဲ့လည်းခဏနာလို့ရတယ်မသိရင်လည်းလေ့လာလို့ရတယ်ကြာရှုံးရင်တော့
ပြန်စားလို့ရသေးတယ်တယောက်တည်းဖြစ်နေရင်တော့မှာပဲကိုကိုတော့အားပေးပါမင်းဘွားရဲ့အရှိန်ကိုတခြားသူတွေအဆုံးဖြတ်ပိုင်မှုမရှိဘူးဒီနေ့မင်းဘွားကနေနေနေသွားနေရလို့ခံစားနေရတယ်စင်ပေးပါတယ်မင်းနောက်ကျနေရမဟုတ်မင်းပျောက်ဆုံးနေရလည်းမဟုတ်မင်းကကိုယ့်အချိန်ကိုရှာဖွေနေတာပါလူတိုင်းကလည်းမတူကြဘူးလူတိုင်းရဲ့အချိန်ကလည်းမတူကြဘူးအဲဒါကြောင့်ဒီနေ့အတွက်တော့မင်းလုပ်နိုင်တဲ့လောက်ပဲလုပ်ပါပြီးရင်ကော်ဖီလေးတော့ကောက်ပြီးစစ်စစ်လေးတော့ဘွားကိုရင်လင်းမလို့လိုက်မင်းလိုချင်နေတဲ့အချိန်ကတနေ့နေ့တော့ရောက်လာမှာပါပြီးတော့အဲ့ဒီရောက်လာတဲ့အခါဒီနေ့မင်းဖြတ်သန်းခဲ့ရတဲ့တိတ်ဆိတ်နေတဲ့အချိန်လေးနာကျင်ခဲ့ရတဲ့ညတွေတယောက်တည်းထိုင်ခဲ့တဲ့ကော်ဖီဆိုင်တွေပြီးတော့ကိုကိုမျိုးကြည့်တော့တဲ့အချိန်လေးကိုပြန်ကြည့်ပြီးတော့မင်းပြောမိနေလိမ့်မယ်ငါအဲ့ဒီအချိန်တော့ငါဘဝရက်နေခဲ့တာမဟုတ်ဘူးပဲငါတိတ်တိတ်လေးကြည့်ပြနေခဲ့တာဆိုပြီး